ဝိုးအမိုက်စားပြင်ဆင်မှုတစ်ခုပါဒီလူတွေကတော့ကားပေါ်ဒီကိုတစ်ခုချင်းစီဖြုတ်ပြီးတော့ဘာလို့မလဲကျွန်တော်ကြည့်ကြရအောင်ဖုန်းလေးကိုရင်တန်းရှင်းလိုက်တယ်ဆေးတုပ်လိုက်တယ်နော်ဆေးမှုတ်လိုက်တာပေါ့နော်ပြီးရင်ကောင်းတစ်ဆင့်ချင်းစီပြန်တက်လိုက်တယ်ဝိုးတကယ်အမိုက်စားပါဗျာကဲဗျာလေးအမြန်အဆုတ်ကြီးလားဘာလားတော့မသိဘူးဗျဒီဘော်ဒီစိတ်ပိုင်းကဒီလူတွေဟာအဲ့ဒါကိုဆေးတုပ်လိုက်ပါတယ်ဆေးတုပ်ပြီးသူတို့ဘယ်လိုဆက်လုပ်မလဲဆိုတော့ကျွန်တော်ဆက်ကြည့်ကြအောင်ဗျာဟိုးတကယ်အမိုက်စားပါပဲဗျာအပြင်ပန်းကတော့လုံးဝမိုက်သွားပြီအတွင်းကန်းကိုသူတို့တေချာပြင်ဆင်နေပြီနောက်ဆုံးရလက်ကတော့ခုလိုထွက်လာပါပြီတကယ်နေချင်းစရာအိမ်လေးတစ်လုံးဖြစ်သွားပါတယ်ဒီလူတွေဘာတွေလုပ်နေမလဲဆိုတော့ကျွန်တော်တို့အစားဆုံးကြည့်လိုက်ကြအောင်ဗျာဒါကတော့တဲကန်နိုင်ရမှာပေါ်တဲ့မီးတောင်ချော်ရည်မျိုးစားကိုလောင်းထည့်လိုက်ပါတယ်ပြီးရင်တို့တွေကအပေါ်ကနေတော့ပေါ်လက်ရည်ကိုဆက်ပြီးတော့လောင်းလိုက်ပါတယ်ဒီအခါမှာအလွန်ကြီးကောင်းပြီးတော့အလွန်လှပတဲ့ဇပွဲကုံတစ်လုံးကိုရရှိသွားပြီပဲဖြစ်ပါတယ်ဒီကရိယာလေးတစ်ခုသာရှိလို့ရှိရင်အလွန်လှပတဲ့နှင်းပွင့်လေးတွေနှင်းပန်းပွင့်လေးတွေနှင်းအသေးပုံလေးတွေကိုကျွန်တော်တို့ဖန်တီးနိုင်မှာဖြစ်ပါတယ်ဒီလိုကအဲ့လိုလုပ်ပြနေတာပါကြည့်လိုက်ကြအောင်ဗျာတကယ်စိတ်ဝင်စားဖို့ကောင်းပါတယ်ဟောအရန်လာရနော်ရှေ့ကိုပဲကြည့်နေတယ်ဗျာနောက်ကိုတော့မမြင်နိုင်ဘူးနောက်မှာချင်းသကြီးကလာနေပြီဟောဗျာသူ့ကိုယ်ပေါ်ခုန်တက်လိုက်ပြီဟာတော်ပါသေးတယ်ဗျာကြည်အောင်ချင်းသကြီးကလိမ်မာလို့